တစ်ပင်ဘော်ကကြီးကန်းတွေစီစီညံ့ညံ့အော်နေတာကြောင့်အဖေဖြစ်သူစိတ်အနှောက်အယှက်ဖြစ်နေတာကိုမြင်ပြီးအမေလီကစိတ်ထဲရှိတဲ့အတိုင်းတင်လိုက်ကြပါတော့လို့ရိုးရိုးသားသားရေရွတ်လိုက်မိတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှတင်ကြီးကန်းတွေမြေပြင်ပေါ်ကိုဖုံဖုံလဲတည်သွားခဲ့တာပေါ့အဖေဖြစ်သူကမတင်ကာတာနဲ့ရှေးဟောင်းစာအုပ်တွေကိုရှာဖွေဖတ်ရှုကြည့်တော့မှသမီးဖြစ်သူမှရှားပါလာတဲ့ကျင်းစာတဲ့နှခမ်းရှိနေမှန်းသိလိုက်ရတယ်သူမပြောတဲ့စကားတွေကတကယ်ဖြစ်လာတတ်ပေမဲ့ကန်ဆိုးတာကနမိတ်မကောင်းတဲ့အမင်္ဂလာစကားတွေပဲအစွမ်းရတာပါဒါကြောင့်အဖေကအမေလီကိုနောက်နောင်ဘသူကမှစိတ်လိုက်မှန်ပါမကျိန်ဆဲဖို့တတိပေးခဲ့ရတယ်သမီးဖြစ်သူအတားအဆီးမရှိပြောမိပြီးသူတစ်ပါးအသက်ကိုရန်ရှာမိမှာစိုးရိမ်လို့ပါဒါပေမဲ့အဲ့ဒီနေ့မှတင်လူမိုက်တစုကအိမ်ထဲကိုတပြားတိုက်ဖို့အတင်းဝင်ရောက်လာခဲ့ကြတယ်အဖေဖြစ်သူကအမေလီကိုရေစီပိုင်းထဲမှာအမြန်ဖုံးကွယ်ထားခဲ့ပြီးလူမိုက်တွေကိုတွားတားခဲ့ပေမဲ့အင်အားချင်းမမျှခဲ့ပါဘူးခဏအတွင်းမှာတင်အဖေဖြစ်သူဟာသွေးလိမ့်လိမ့်နဲ့အပြင်းထန်ရိုက်ခံလိုက်ရတယ်ဒါကိုမြင်လိုက်ရတဲ့အမေလီဟာဒေါသအမျက်ချောင်းအောင်ထွက်ပြီးအဖေဖြစ်သူကိုကာကွယ်ဖို့အတွက်ထပ်ပြီးချိန်ဆလိုက်ပါတော့တယ်ချက်ချင်းဆိုသလိုပဲမိုးကောင်းကင်ကနေမိုးကြိုးတွေတတိုင်းတိုင်းပစ်ချလာပြီးလူမိုက်တွေကိုနေရာတင်ပွဲချင်းပြီးတည်စေခဲ့တယ်ဒီအဖြစ်ပြက်ပြီးနောက်မှာတော့အဖေဖြစ်သူကဘာပဲဖြစ်ဖြစ်နောက်ဘယ်တော့မှစကားမပြောဘဲစွန့်သူတယောက်လိုနေဖို့အမေလီကိုမှာကြားခဲ့ပါတယ်ပြီးတော့သမီးဖြစ်သူကိုကာကွယ်တဲ့အနေနဲ့အဲ့ဒီလူတက်မှုကိုအဖေကပဲခေါင်းခံပြီးပြစ်ဒဏ်ခံလိုက်ပါတော့တယ်ဒါတွေအားလုံးကိုမျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတဲ့အမေလီဟာအဲ့ဒီနေ့ကစလို့ဘယ်တော့မှစကားတစ်ခုမှမဟောတော့ပါဘူးအရွယ်ရောက်လာတဲ့အခါအမေလီဟာမြင့်ကမ်းနားမှာဒဏ်ရာအပြင်းထန်ရနေတဲ့ရုပ်ချောချောလူငယ်လေးတယောက်ကိုကယ်တင်ခဲ့မိတယ်ဒါပေမဲ့သူကနှလုံးသွေးကြောဒဏ်ရာထားတာမို့တံမိုးကြီးတဲ့ဆေးဖက်ဝင်တစ်ဥတစ်ဖူတွေနဲ့မှအသက်ကယ်နိုင်မှာပါအမေလီကသူမစုဆောင်းထားသမျှငွေကြေးအလုံးကိုမနှက်မျောတန်းပုံပေါ်ပေးခဲ့တဲ့အပြင်သူ့ရဲ့နှလုံးရောဂါတက်တာဖို့အတွက်မိုးလင်းကနေမိုးချုပ်အထိပင်ပန်းခံအလုပ်လုပ်ပြီးကျေးဇူးဆက်တဲ့အနေနဲ့လူကတ်ကအမေလီကိုလက်ထပ်ယူခဲ့ပြီးတနေ့မှခမ်းနားတဲ့မင်္ဂလာပွဲတစ်ခုကျင်းပပေးမယ်လို့တစ္ဆာဆိုခဲ့ပါတယ်မကြခင်မှာပဲလူကတ်ဟာစစ်ကြီးငယ်ဖြစ်လာခဲ့ပြီးအမေလီလည်းသူမအမြဲအိမ်မက်မက်ခဲ့ရတဲ့မင်္ဂလာပွဲလေးကိုပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်ဒါပေမဲ့အမေလီလုံးဝမျှော်လင့်မထားတာကတော့လူကတ်ဟာမြင့်မြတ်တဲ့မျိုးရိုးကမင်းသမီးလေးတဖာနီကိုဇနီးမယားအရာမြောက်ကောက်လိုက်ပြီးသူမကိုတော့မယားငယ်အလုပ်ကျွေးစင်ပဲပေးခဲ့တာပါပဲလူတိုင်းကသူမကိုတောကလာတဲ့အနှိမ်ခံစွတ်အတူမတ်လို့ကဲရဲကြပြီးမယားငယ်ဖြစ်ရတာတင်မဲ့သူမကန်ကောင်းလာပြီလို့တယောကြတယ်ဒါကိုလူကတ်ကအမေလီရဲ့တိတ်ခါအတွက်ဘာတခုမှဝင်မပြောပေးခဲ့ပါဘူးငါကအခုစစ်သူကြီးငယ်တယောက်ဖြစ်နေပြီးငါရဲ့ဇနီးချုပ်ကစာပေရောတိုင်းပညာပါကျွမ်းကျင်ရမယ်လို့အဲ့ရင်စစ်မြေပြင်မှာပါရန်သူကိုအသက်နိုင်ရမယ်စကားတော့မပြောနိုင်တဲ့စွန့်သူမတယောက်ကငါရဲ့ဇနီးချုပ်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့အကြောင်းပြခဲ့တယ်လူကတ်ကဒါတွေအားလုံးဟာအမေလီကောင်းကျိုးအတွက်လို့အမြဲပြောနေပေမဲ့အမေလီရဲ့အဖေကတစ်ချိန်ကခရိုင်ပညာရှိဆရာကြီးတူဖြစ်ခဲ့မှန်းသူလုံးဝမသိခဲ့ပါဘူးအမေလီကရှေးဟောင်းစာပေတွေကိုအာကုန်ဆောင်နိုင်သူပါနောက်ပိုင်းမှာလူကတ်ရဲ့နှလုံးရောဂါကိုကုသဖို့အတွက်အမေလီခမရသူမရဲ့အဖိုးတန်စာရေးကိရိယာတွေကိုပါမဖြစ်မနေထုတ်ရောင်းခဲ့ရတာပါဒါပေမဲ့သူမရဲ့ပေးဆက်မှုအားလုံးဟာလူကတ်ရဲ့စစ်နဲ့အချစ်ကိုဘယ်တော့မှမရရှိခဲ့ပါဘူးနောက်တစ်နေ့မှာတော့အမေလီတယောက်တဖာနီလေ့ကျင့်ကွင်းမှာလှန်ရေးလေ့ကျင့်နေတာကိုတွေ့လိုက်ရတယ်တဖာနီကဟန်ဆောင်ပန်ဆောင်လိုက်လဲနဲ့အမေလီကိုလှန်ရေးတင်ပေးမယ်လို့ကမ်းလှမ်းလာခဲ့တယ်အမေလီလည်းမနေ့ကလူကတ်ပြောခဲ့တဲ့သူ့ဇနီးချုပ်ကစာပေရောတိုင်းပညာပါတက်ရမယ်ဆိုတဲ့စကားကိုသတိရမိတာနဲ့လှန်ကိုကောက်ကင်ပြီးလွှဲရမ်းကြည့်တာပေါ့ဒါပေမဲ့ကောက်ကျစ်တဲ့တဖာနီကလူကတ်လမ်းလျှောက်လာတာကိုကြုံမြင်နေတာမို့အမေလီလှန်လွှဲလိုက်တဲ့အချိန်မှာလှန်ဖျားစီကိုအတင်းတိုးဝင်ပြီးတိုက်မိလိုက်ပါတယ်အကိုမြင်သွားတဲ့လူကတ်ကအမြန်ပြေးလာပြီးအမေလီကိုမြေပြင်ပေါ်စောက်တုံးချလိုက်ပါတော့တယ်သူကအမေလီကိုကြည့်ပြီးမနာလိုစိတ်နဲ့ဇနီးကျုံနေရကိုလိုချင်လို့လူတက်ဖို့အထိစိတ်ပုတ်ဆက်ရုံမာရတလားဆိုပြီးအော်ဟစ်ဆဲဆိုခဲ့တယ်တဖာနီကလည်းဒေါက်တာကိုကြိုတင်တစိုးလက်ဆောင်ပေးထားတာမို့ဒေါ်လာကဒီတန်းရကြောင့်တဖာနီရဲ့ပခုံးကြောတွေပျက်စီးသွားပြီးနောက်စစ်မြေပြင်မှာဘယ်တော့မှတိုက်ပွဲဝင်နိုင်တော့မှမဟုတ်ဘူးလို့လိန်ညာပြောဆိုလိုက်တဲ့ဂုံယူဝင်ကြွားလာတဲ့စစ်သူကြီးငယ်ရဲ့ဇနီးဟာဒုက္ခိတဖြသွားပြီးမို့မြို့တော်ရဲ့လှောင်ပြောင်စရာဖြစ်လာတော့မှာပါဒါကြောင့်လူကတ်ကဒေါသအလုံးကိုအမေလီအပေါ်ပုံချလိုက်ပါတော့တယ်သူကအမေလီကိုအကောင်းဆုံးတွေအကုန်ပေးထားရတဲ့မနာလိုစိတ်ကြောင့်အပြစ်မဲ့သူကိုဒဏ်ရာရအောင်လုပ်တဲ့အမေလီရဲ့အပြုတ်မှုကိုရွှင်ရှာလာပြီလို့ပြောခဲ့တဲ့လူကတ်ရဲ့အဖိုးဖြစ်သူဒါကိုသိသွားတဲ့အခါမှာတော့အလွန်မင်းဒေါသထွက်ပြီးအမေလီကိုမိသားစုစည်းမျဉ်းတွေနဲ့ပြင်းပြင်းထန်ထန်အပြစ်ပေးအေးအေးယူခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့တဖာနီကတော့သူမရဲ့အခန်းထဲမှာလှည့်ကွက်တေးသေးလေးတစ်ခုနဲ့စစ်သူကြီးကိုအမေလီနဲ့ရန်တိုက်ပေးနိုင်ခဲ့တာကိုဂုံယူဝင်ကြွားပြီးကျေနပ်နေခဲ့ပါတော့တယ်